Rico နဲ့ Red တို့ဟာတငယ်ချင်းတွေကိုနှုတ်ဆက်ပြီးတာနဲ့ တွင်းနဲ့ကြီးရဲ့ပထမအလွှာကိုတရားမဝင်ဆင်းခဲ့ကြပြီးအနက်820မီတာခန့်ကိုရောက်တော့ပင်ပန်းနေတဲ့သူတို့နှစ်ယောက်လည်းခိတ္တအနားယူလိုက်ကြပါတယ်။အဲ့ရကနိုးတော့ Rico ကလည်း Red နဲ့အတူအနားပတ်ဝန်းကျင်ကိုရှောက်ကြည့်ခဲ့ပြီးညဘက်နဲ့မတူတာတခုကဒီပထမအလွှာဟာဆိုရင်မနေ့ဖက်ရောက်တာနဲ့အပြင်ဘက်ချမ်းထက်တောင်မှအလင်းအောင်ရကြောင်းနဲ့ဒီနိုးအတိုင်းဆင်းမယ်ဆိုရင်တွင်းအောက်ခြေကိုခဏလေးနဲ့ရောက်နိုင်မယ်ဆိုတာရဲ့သူတို့နောက်ကိုလူတွေလိုက်မလာခင်ဒုတိယအလွှာကိုရောက်မှပြစ်မယ်လို့အလောတကြီးနဲ့ပြောလိုက်ပေမဲ့သူမဘိုက်ထဲကဘိုက်စာလို့တကွီကွီမီနေတဲ့အတန်ကလည်းချက်ချင်းပဲထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်စိတ်ရုပ်လေးရက်လည်းအနည်းဆုံးကရေကန်တစ်ခုမှာသူ့ရဲ့လက်တံရှည်တွေကိုငါးဖမ်းဖို့အတွက်အသုံးချခဲ့ရပြီး Rico ကလည်းမိမွေးရင်အစင်နဲ့စောင့်နေခဲ့ပါတယ်။ဆီယာမာကြီး Rico ကရလာတဲ့ငါးတွေကိုနောက်နေ့စားဖို့ပါမိခင်ထားရမယ်လို့ပြောခဲ့ပြီးအခုစားဖို့အတွက်တော့ဟင်းခက်အမွေးအကြိုင်စုံလင်းနဲ့တေချာလက်စွမ်းပြပြီးချက်ပေးလိုက်တာစိတ်ရုပ်ဖြစ်တဲ့ Red တောင်မှဟင်းကိုကြည့်ပြီးစားဖို့အတော်ဝင်လေးခဲ့ရပေမဲ့အရန်အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်နေခဲ့ပါတယ်။ Rico ကသူနဲ့အတူပါလာတဲ့တွင်းနဲ့အောက်ခြေအစုံကိုညွှန်ပြနေတဲ့ Star Combat ကိုထုတ်ကြည့်နေတဲ့အခါ Red ကခဏလောက်ယူကြည့်ရင်တီးလိုက်ရတာကဘလောက်ပဲလှုပ်အတဲကညွှန်ပြတဲ့ကလုံးဝမရွေ့တာပဲဖြစ်ပါတယ်။ပိုင်ရှင်ဖြစ်တဲ့ Rico က Red ပြောလို့အခုမှတီးလိုက်ရတာကြောင့်မြောက်လက်ထဲအုံးတီးရောက်တယ်လို့ဖြစ်နေပြီးအာဘာဒရနဲ့လှုပ်လိုက်တဲ့အခါလက်တဲကနေလွတ်ထွက်သွားပါတယ်။ Red ကလိုက်ပန်းပေမဲ့မမီလိုက်တာမို့လို့ Star Combat လည်းရေတကွန်ကနေတွင်းရဲ့အောက်ဘက်ကိုကျသွားတဲ့အခါစိတ်ညစ်သွားတဲ့ Rico ကတွင်းနဲ့ကြီးတဲ့ကယူသွားတဲ့ပစ္စည်းတွေကိုတွင်းနဲ့ကြီးကတနေ့ကျရင်ပြန်ယူမယ်ဆိုတဲ့ဆိုရိုးစကားနဲ့ကိုနှစ်သိမ့်လိုက်ပါတယ်။အဲ့ဒီနောက် Red လည်းတွင်းရဲ့အောက်ဘက်ကိုရောက်ခါမှသူ့ရဲ့အိတ်ထဲမှာတယောက်ကထည့်ပေးလိုက်တဲ့စာတစ်စောင်ကိုတွေ့ခဲ့ရပြီး Rico ကိုထုတ်ပြလိုက်ပါတယ်။စာထဲမှာတော့လိုက်စာရဲ့တွင်းနဲ့ကြီးရဲ့အောက်ဆုံးအလွှာတွေကမှတ်တမ်းတွေကိုမိတ္တူလုပ်ထားတဲ့စာရွက်ကိုမြင်တော့ဒါကိုသူတို့ခေါင်းဆောင်ကီလိုကအထောက်အကူဖြစ်အောင်ထည့်ပေးလိုက်တယ်ဆိုတာသဘောပေါက်လိုက်ပေမဲ့နောက်ထပ်စာရွက်တစ်ခုထဲမှာတော့တတိပေးစာတစ်ခုကိုလည်းမြင်လိုက်ရပါတယ်။အဲ့ဒီစာထဲမှာနင်တို့ကိုဖမ်းဖို့ဆင်းလာမယ်ဆိုပြီးရေးထားခဲ့လို့ကီလိုကိုလွတ်အောင်ရှောင်ဖို့နဲ့ဒီပထမအလွှာမှာတင်အနားယူတာကြာနေပြီဖြစ်တာကြောင့်မိဘုံကိုလက်စဖြောက်အတုပ်အပိုးတွေအကုန်လုံးကိုပြင်ပြီးတာနဲ့ဒုတိယအလွှာကိုရောက်ရင်သူတို့နောက်ကိုဘယ်သူမှအရေးအစွန်မီလိုက်မှာမဟုတ်တဲ့အတွက်မြန်ပဲထွက်လာခဲ့လိုက်ကြပါတယ်။ဒါကသူတို့အရေးချင်းကိုစမ်းသပ်တာဖြစ်ကြောင်းနဲ့ခေါင်းဆောင်ဂီလိုရဲ့နောက်ဆုံးသင်ခန်းစာဖြစ်နိုင်ကြောင်းအခုချိန်သာဖမ်းမိသွားရင်တွင်းနဲ့အောက်ကိုဆင်းဖို့အတွက်အခွင့်အရေးမရှိတော့ဘူးလို့ဘာမှမသိတဲ့ Red ကိုပြောပြလိုက်ပါတယ်။အဲ့ဒီနောက်မတင်မပဲပင်းကူနဲ့ကြီးရဲ့အတိုက်ရှိကိုခြေချမိလို့ပင်းကူကြီးကထွက်လာတဲ့အခါသူတို့နှစ်ယောက်လည်းနားကျင်အောင်မရပဲထွက်ပြေးရင်ခီးဆက်ရပြန်ပါတယ်။သူတို့နောက်ကိုလိုက်လာတဲ့ရှာဖွေရေးအဖွဲ့တွေကိုရှောင်ဖို့သွားနေကြလမ်းမဟုတ်ပဲအနောက်ဘက်တောင်ကြားတွေကနေသွားရင်နောက်ဆုံးမှာတော့မော်ယုံတော်ကိုမြင်ရပြီဖြစ်တာကြောင့်ဝမ်မန်တတာနဲ့ဒါကဒုတိယအလွှာရဲ့ပထမဆုံးအဆင့်ဖြစ်ကြောင်း Red ကိုပြောပြလိုက်ပါတယ်။ Rico တယောက်ပင်ပန်းနေပြီဆိုတာသိလို့ခရီးတစ်ထောင်နားဖို့ပြောနေရင်အာယုံကန်စွမ်းရည်မြင်မာတဲ့စက်ရုပ်လေးကသူတို့နားကိုလင်းမြန်နဲ့ချင်းကပ်လာတဲ့အရာတစ်ခုကိုချက်ချင်းတတိထားမိသွားခဲ့ပါတယ်။အဲ့ဒီလူကသူတို့နောက်ကိုလိုက်နေတယ်ဆိုတာသိလိုက်ရတော့ Rico ရဲ့လက်ကိုဆွဲပြီးတက်နိုင်တယ်လို့မြန်ပြေးပေမဲ့အသေးမြန်တဲ့အဲ့လူကသူတို့နောက်ကိုအမိလိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီလူကတော့တခြားသူမဟုတ်ပဲခရနဲ့ဟာဘိုဖြစ်ပြီးနဲ့ရှက်ကီကစိုးရိမ်နေတာကြောင့်သူတို့နှစ်ယောက်ကိုဒုတိယအလွှာရဲ့ဘေးကင်းနေရာဖြစ်တဲ့ရှာဖွေသူများစခန်းထိလိုက်ပို့ပေးဖို့အတွက် Red ဟာအထူးစိတ်ရတနာဆိုတဲ့လှုပ်ဝက်ချက်ကိုပြောပြလိုက်တော့စူးစမ်းလိုတဲ့ဟာဘိုလည်းလိုက်ပို့ပေးဖို့သဘောတူလိုက်ပါတယ်။ဟာဘိုလည်းစိတ်ယုံလေ Red ကိုခေါင်းစားခြေဆုံးတေချာကြည့်ပြီးတဲ့နောက်ဖြစ်ကြောင်းကိုစင်ကိုအလုံးစုံချင်းပြလိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကီလိုကလည်းနောက်ဆုံးစမ်းသပ်ချက်တစ်ခုလုပ်ထားတာဖြစ်လို့ဟာဘိုကိုအတူခေါ်သွားဖို့ညင်းလိုက်တော့ဟာဘိုလည်း Rico ကိုခေါင်းမူတာပြောက်တဲ့ဖြေးသေးတစ်ပုနဲ့ပိုက်ဆိုင်ရင်စားဖို့သူယူလာတဲ့မုံငင်းမောင်းတစ်ထုပ်ကိုပေးလိုက်ပါတယ်။ပြီးတော့ရှာဖွေသူများစခန်းကိုအုပ်ချုပ်တဲ့သူကခိုင်မာမှုအရှင်သခင်လို့အမည်ရတဲ့ခိုင်မာသူအိုဇန်ဟာခရပြူတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့12နှစ်တုန်းကလိုက်စာရဲ့နောက်ဆုံးစစ်စင်ရေးမှာအသက်ရှင်ကျန်ခဲ့တဲ့တဦးဒီသောအဖွဲ့ဝင်ဖြစ်တဲ့အပြင်အဲ့လူကိုတွေ့တဲ့အခါဂယုဆိုင်ပြီးနေဖို့မှာလိုက်ပါတယ်။ခရပြူဖြစ်တဲ့အပြင်သူမကိုအသက်ရှင်အောင်ကူညီခဲ့တဲ့သူဖြစ်တယ်ဆိုတာသိလိုက်ရတော့ဝမ်းသာသွားတဲ့ Rico ကိုကြည့်ရင်သူ့ကိုတတိထားဖို့နဲ့သူ့ကြောင့်စိတ်အနှောက်အယှက်ဖြစ်စေနိုင်တာဖြစ်လို့ပြင်ဆင်ထားပါလို့ဟာဘိုကထပ်ပြီးမှာလိုက်ပေမဲ့ Rico ကတော့သူမအမေရဲ့အကြောင်းတွေကိုမေးခွင့်ရပြီဆိုတဲ့အတွေးနဲ့တက်ကြွနေခဲ့ပါတယ်။အဲ့ဒီနောက်ဟာဘိုလည်းလုံးစရာရှိတာတွေကြံသေးလို့ထွက်သွားခဲ့ပြီး Rico နဲ့ Red ကတော့ပြန်တက်ဖို့လည်းခက်သွားပြီဖြစ်တဲ့ဒုတိယအလွှာရဲ့မော်ယုံတစ်တော်ကိုရောက်တဲ့အခါခေါင်းဆောင်ဂီလိုရဲ့စမ်းသပ်ချက်ကိုအောင်မြင်ခဲ့ပြီလို့ယူဆလိုက်ကြပါတယ်။သူတို့ဟာလူသားတွေရဲ့ပိုင်နက်ကိုကျော်လွန်သွားပြီးနောက်ထပ်ကြုံတွေ့ရမယ့်တာရဲတွေရဲ့အန္တရာယ်အတွက်ဂီယူတစ်ဆိုင်နဲ့ရှေ့ကိုဆက်ခဲ့ကြပါတယ်။